or 138 138 unexpected incident အဖြစ်အပျက် unexpected မမျှော်လင့်သောအဖြစ်အပျက်တစ်ခုပါတဲ့ 2 months ago Ada's mother brought a triangular little kitten home triangular ဆို3ရောင်ချယ်ကို triangular 138 3ရောင်ရှိတဲ့ကြောင်လေးတစ်ကောင်ခေါ်လာတယ် she had found the little feline in the shallow drain near အဲ့နာမှာတွားတွေ့ရတယ်တဲ့ shallow ဆိုတာတိမ်တာ drain ဆိုတာရေမြောင်းနေရတဲ့ဟုတ်အိမ်နဲ့မလှမ်းမန်းကန်းကတိမ်နဲ့ရေမြောင်းထဲမှာရှိတော့အဲ့ဘယ်နည်းပေါ့ဂမူလေးပေါ့ feline ဆိုတာအဲ့ပေါ်မှာတွားတွေ့တယ် the tiny kitten tucked at everyone's hut stream အဲ့တော့ကြောင်လေးကလူချစ်လူငယ်ပေါ်များကြောင်လေးကအဲ့တော့ tuck at everyone's hut string လို့ရေးတာ and before long မကြခင်က it became the pamper household pet အဲ့တော့တေချာပြုစုဆောင်ကြတော့တဲ့အိမ်မွေးတိရစ္ဆာန်လေးဖြစ်လာတယ် last week the kitten disappeared ကြောင်လေးပျောက်သွားတယ် everyone was frantic အယူမှုဖြစ်သွားတယ် frantic what had happened to Momo ဘာဖြစ်သွားလဲ they finally surmise ဆိုတာ guess ခံမှန်းတယ် surmise ကြတယ်က guess ခံမှန်းတယ် that it must have slipped out the front door အဲ့တော့ must get help က V3 ရ guess အဲ့လိုဖြစ်ရမယ်လို့ပြောတာနော်အိမ်ထဲကနေလှစ်ခနဲ့ထွက်သွားတာဖြစ်မယ် which Ada had left open after returning home from school Ada ကျောင်းကနေအိမ်ပြန်လာတော့တကားကိုမပိတ်မိဘူးပြန်ပြီးတော့အဲ့မှာကျောင်းကထွက်သွားတာဖြစ်မယ် no one censure Ada ဘယ်လိုမှဒါကိုသတိမထားမိပါဘူး but she felt very guilty မသိတော့လည်းပဲသူ့စိတ်ထဲမှာတော့အပြစ်ရှိတယ်လို့ခံစားရတယ် guilty ကအပြစ် she organized a search party အဲ့တော့လူစုရပေါ့လူစုတော့ organize လို့ခေါ်တယ်ရှာဖွေတဲ့ကြောင်လေးရှာတဲ့အဖွဲ့ဖွဲ့တယ် comprising her brother ပါဝင်တယ် comprising ဆိုတာပါဝင်တယ် her brother and son neighbor and went on a hunt for Momo went on a hunt အမဲလိုက်တယ်လို့ရှာတာပေါ့ဗျာ I must find her တွေ့မှာပါလို့ Ada was very determined တမဏိစိတ်ဓာတ်နဲ့ပေါ့စိတ်ဆုံးဖြတ်ထားတယ် and find her she did အဲ့တော့တွေ့တာပါပဲ that evening Ada found Momo by the side of the road beside the road နဲ့ပတ်တွေ့တယ်လမ်းဘေးမှာပတ်တွေ့ပါတယ် she was lying very still ညင်သက်စွာလဲလျောင်းနေတယ် crash and mingle အဲ့ဒါကျိုးပဲ့နေတယ် the little kitten must have been hit by a vehicle ကားတိုက်သွားတာဖြစ်မယ်ကျိုးပဲ့ပြီးတော့မလှုပ်တော့ဘူး Ada saw ရှိုက်တယ်ငိုတယ်ရှိုက်တယ် saw inconsolably ဖြည့်သိမ့်လို့မရတော့ console ဆိုတာဖြည့်သိမ့်တာပါ inconsolably at the pitiful sight တနာစရာကောင်းတဲ့မြင်ကွင်းလေးပါတဲ့ဒါလေးကိုပြောတယ်ကဲဒီဘက်ကမင်းတို့ပုံလေးကိုကြည့်ပုံလေးကြည့်ပြီးတော့စိတ်ကူးရေးတိုက်တယ်လို့လည်းစိတ်ကူးရေး what has happened in the picture ဘာဖြစ်တယ်လဲတဲ့ how do you think the man on the right feel အဲ့တော့ how the man on the right ညာဘက်ကလူဘယ်လိုခံစားရလဲမလွယ်အိတ်နဲ့ထီးနဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲ who are those people walking on the road လမ်းလျှောက်နေတာဘယ်လိုတွေလဲ what are they about to do ဘာလို့မှလဲ about က ready နော် how do you think the lorry driver feel lorry driver ဘယ်လိုခံစားနေရလဲနော်အဲ့ဒါလေးကိုစိတ်ကူးလေးရေးတိုင်းလည်းရေးမရေးတိုင်းညာဘက်ကစားရီကူးရေးအကုန်လုံးအကျိုးရှိတာကြီးပဲဒီတိုင်းတော့ time နေနဲ့အလုပ်တစ်ခုလုပ်ရသလောက်လို့တစ်ချောင်းရရနှစ်ချောင်းရရကိုယ့်ဘာကိုအားထုတ်ရတာညံအောင်အားဆက်ရတယ်လေရရေးရတယ်နော် က
အော်မင်းလည်းရှူကြည့်လားရှူကြည့်လားဟိုဘတ်တဘူးကဟောင်းလာတဲ့ဟောတဲ့မရှူရင်ရှူကြည့်လားသူလည်းဆေးတော့ဗောနော်ဒီကုမ္ပဏီကထုတ်ပြစီတဲ့စားတယ်စားတော့ကြတော့သူကမနေ့နှလုံးညာနေစားတာသူခန္ဓာကိုယ်တော့ရမ်းပူတာ အဲ့စီကဖိရင်တော့ဒါပေမဲ့သူကအများကြီးအပူတွေများစီးအဲ့ဒီကိစ္စတော့လည်းစီးတယ်ဩကျွန်တော်စားဘူးတော့ဟုတ်လားအဲ့ဒါလည်းဆင်ပြေအဲ့ဒါပြုတ်ဆိုတာရမ်းပြင်းတာစစ်ခင်းကကြတော့တောက်လုံးတော့ပျောက်တယ်ရုပ်တော့ပြန်ဖြစ်တာအဲ့ဆိုအင်္ဂလိပ်စီကိုရေရှည်ရွှဲတောက်ဖတ်ဖြစ်မှာနောက်ပိုင်းတော့ဟိုဓာတ်ချွေရင်တော့ဖြစ်မှာခန္ဓာကိုယ်ထဲမှာဓာတ်ပြောင်းတော့ရအေးတဲ့နေရာကိုအဲ့ဒီတစ်ခါသွားဘူးလေလေဆိုင်ငယ်နဲ့တက်ဟုတ်တယ်အဲ့ဒီကဟိုကျွန်တော်ဟိုလောက်ထင်ဖြစ်တယ်2018ထင်ဖြစ်တယ်ဒီနောက်ဆက်ကိုအဲ့ခီးပြန်ပြီးတော့ထားမှာဟုတ်ပါပြီဒီပါနဲ့တက်တာမလားလို့ရှူခိုင်း
Chama, nene. Thank you, sir. The road accident. In this picture, a big tree falling across the road during heavy rain. This brought the road and caused a serious problem. A car is trapped under the trees and its front window is broken. Some workers are walking on the road. They look like rescue workers. They are carrying tools and remove the trees from the road. On the right side, a man is standing with an umbrella. He looked worried and shocked because of the accident. Near him, another man is watching the situation. A lorry driver is sitting in his vehicle. He looked confused and a little scared because he cannot move forward. I think they were car making the road swing and everything will return to normal. That's all. Very nice. Comment. Really. Point Bela. Mike Point Bela. Point Bela. Hello? Yes. This picture shows a rainy day on the road. A big trees had just fallen across the street. There were puddles everywhere. A lorry car has stopped and cannot move forwards. A man is sitting in the vehicle, look worried and think what to do next. A big tree must have happened during the storm. It is lying on the car roof and windshield crack. On the right side, the man is holding the umbrella and calling the Red Cross organization. Beside him, a man wearing the raincoat seems confused and realizes what to do on time. After 15 minutes, the Red Cross organization volunteer came there and cleaned the wet road for safety and comfort. That's all. Thank you, sir. Miss Portugal often came without webcam. Before he left his house to be sent to the memo business, his wife went in against Queen. For she has got a nightmare about him. She takes this woman and in heavy heart. The young man is not superstitious and doesn't care about auspicity or not, to study what. He only cared to keep his words and not to boast for anyone.
So after he had left, he started to shower. For a lucky day, he said to himself, after long days of scorching sand, making the bedroom, taking energy with the sweat. He felt the cool breeze and later it turned into a heavy downpour in no time. The drains are full of water and the problem of traffic follow. The vivid pleasures of light appear now and then. After the extremely hot summer days, the monsoon came breaking the silent way with dreadful loud noise of thunder. The roads have the angetic water and all low-lying areas are flooded with neat and icy water. The young man took the busy street to get to destination in time. The threatening tree to fall on the road fell right on his car as he passed it. Thank God the tree hit the back part of the car. He had a narrow escape. Some of the municipal men arrived to remove the tree and clear the road. They are either in uniform and boots and hard hat to prevent the accident. The policeman is asking the young man about but the man is banging on informing the business gentleman for being late and about the incident. The poor truck driver is disappointed with that. He can neither move forward nor backward. They all are busy and happy. That's all now. So thank you, Sam. So the picture is in another scene the road. So the way measure long severely, followed by rain, so catch and drop steady. So the rain and storm are mixed. So the weather is very bad there. So the weather measures let's have sudden change because so sun or car can see on the road. The people are not expected. So this condition, so the people are out in their place. So that they want to go, but the weather is so sudden change. So all the driver, so less than speed, but the one car, a car, sorry, one of the car engine posted. So that's why the driver stopped his car and got out of the car. So at that time, he hear it straight twice. So he finds that a tree on his car almost fall right into the roof of the car. So he ran away. So next a few minutes, and then a few seconds, so the tree fall right on his car. He looked at his scene. After that, he said to himself, I am very fortunate and lazy in this way. Allez, vive. I'll be right. An unexpected incident. I was a high school student at this time. Other weekends, I was trying my tuition. On that day, I had dropped my friend's house. I was on my way. My friend and I headed to the tuition on a motorcycle. There was no one in the class. At once, He let me know about. I had got an idea to fetch another friend. That happened to us Sure, on the way to our friend's house. When we reached there, we were also quiet and we were ready to run back to our tuition. Just then, our friend stepped out of the kitchen. When we saw his engaged smile, he had eaten his breakfast. He also told us not to wait for him and he was going to follow in a few minutes. We looked chatty cheerfully at the junction. One of the motorbike had rushed to us at full speed and hit us. Our motorbike was out of control and both of us had fallen off. Thank God no injury we had. Then we spotted the other rider with bloody knee and ankle. Other villagers had gathered around us. We lost our head when we tried to stand by ourselves. Also, that was an unexpected accident, and we went on our tuition. That's all, sir. Very nice. Come. Yeah. Sapaja. Say Dostra. Page number 12. What in the net? Page number 12. The 7th paragraph. Zealand saw it was a bad lookout. Am I right? Kasapa Zealand saw.
The gun was gone. What could he do with nothing but his soul? Soul than that, no? Ara Zealand saw it was a bad lookout. Ara saw ne it jama banyo. Then you get back along. Mambare. Ara look out 3 times in. No kinama really new to it. Taro two who gone to Kenchara, because she made the only sound. I go a trouble wise, very badly. That door saw it again the marble. The gun was gone. I don't know Tanale, Mishiro, 2 pounds in Matanamshiro. The gun was gone. And what could he do? I don't do balloon and what could he do with nothing but nothing no battle. I'm a bagger, a sabotaged. Yes, he did. 2 Dama Relo, 2 Bama Mishiro, Tanada Mishiro. I don't know any jar of what will let not kind of hold it the comma. Let not Makaina condom. Let not see me under Sida. I don't let not kind losing go out to me out Balusian as a 9 years. Ara go out the car and 9 years. Then they ate the Saloma, go a can. Young Canada, Tarita Baga, Candy to do Joe Beer. But to me out load at the car. Young Joe Beer had a Yai. There my Yara the sick home. Say got left in the Roma, create the danger. Doesn't sick the chip like that, a Juliaga, create the day. Commissionary. But Andre Mianas. Daughter the chip like that. I don't die a Judaga, create the day. I remember me also let the other me also let go to over. I don't got the baby as Yamavana, Piava Galia. Piava Diali. Say that let people create, say that kill a get a killer get a create the day get a Piava. Me also let Nana. I don't go out to me out the chip and low like that. I make young kind of a chip on your kid. I don't know I'm low out. I don't demand that to a Lena Kaitara with Jaro. I look over. The Geranja go that kind of do Bodavada Ayas and other kind. Pablo go look at her. Go look at her. Come along any of Yoga, John. I wrote the Tanaka is at Roma. That's the only Kaliwa or Saturday or Tanaka. I wrote Tanago, the Padam Dimachi, time then Gandabo. She wrote the Nanda Boama, Tanago, Lennon Macquaw, Legend Villa. Lennon Macquaw, in a drawing you are, you should why you are. Beldoga Kaima, I don't know a bill of me also. Era you Kaima, a Jimba. I told it all the Kaima, 10 local Kaima, you don't have a Kaima. I acquire Yaka, a baby, I don't look in a day of the in the name of you town in a day. I look legend be. I don't demand to look, but Tanaka came over. I don't do my Bavage and so Davage and I don't Dale, Pale, Macon. I don't Medina or see a located. Medina or see a Calavima, Dware, the Calavima Dojonia, Monsieur. Maboni, let me see. Adriana, not the sound of my bone. Madma Gandia, a great core, Madma Gandia, Mabone Bay, look when you show to me about choker. But Luma Mabone. I don't know, maybe illusion, but Mabone is in a level of me do it. Mainly do it. I don't know, don't appear on me. I didn't. Mabone by Doyle Pilos, saying, then I'm Mabone, latte, met Lamatoma, do it, Madame. Mainly to exactly do it at that demo. Piauchin also, I let the chocolate bottle. Piauchin, not about your taking. So I know I say the cow that let the cow, or cut the cow, the physiology that I related to it, so that they will. Then you look back, the outage of one. I don't know. Coda on mobile. I said, Podagaya using a man posted the guy daily to them your who Magada who daily to put I on like you are, I don't know, got you. Got your Aya, Trador, Basgazi, you are. Basgaga, I do. You do you know how you care. I do you in Yama,
အဲ့လိုနေရာမျိုးမှာလူကဆန္ဒပြတာတပတ်ကို2ရက်3ရက်ကအများဆန္ဒပြတယ်တခါပြရင်9သိန်းဆန္ဒပြတဲ့လူက9သိန်း6သိန်းဆန္ဒပြတာအဲ့တော့ဘတ်စကားလမ်းပိတ်နော်အဲ့တော့ဘတ်စကားသမားကျွန်တော်သွားလို့မရဘူးတဲ့ဆိုတော့အဲ့ဒါနဲ့ကားပေါ်ဆင်းပြီးတော့အဲ့လူအုပ်ကြားတွေကဒို့အရေးနဲ့သူတို့ကလားလို့တော့ချင်တာပါလို့ဟောတယ်ကွာတို့ကမှတော့ဒို့အရေးအဲ့ဒို့အရေးကြားတွေကပြေးရတယ်ဟိုဘက်လမ်းရောက်ဟိုဘက်အချမ်းကိုရောက်ဟိုဘက်ချမ်းရောက်တော့မှကားဘတ်စကားစီးကိုအချိန်များတော့3မိနစ်စီ3မိနစ်ပေါင်းထုတ်နဲ့ပန်းချပြီး3မိနစ်ပေါ်တက်ပြီးတော့ကဲနဲ့ဘူတာအောင်မောင်းပါဆိုမောင်းတယ်အဲ့ဒါဘူတာအောင်မောင်းတော့သူကခင်ဗျာနိုင်ငံသားလားတဲ့နိုင်ငံသားပါသူကပြောတယ်အဲ့တော့ဒေါ်လာပါလားတဲ့ဒေါ်လာရောက်မလားတဲ့မရှိပါဘူးကွာမရောက်မင်းကဘယ်တော့ပေးမလဲလို့ဒေါ်လာကို26လူပေးမယ်တဲ့ဒေါ်လာဘာမှပေါက်တာ30သူက26လူပေးမယ်အမြတ်ပေးတာဆရာမြောက်မဟုတ်ကွာလို့ငါလည်းမပါပါဘူးအဲ့တော့ကားမောင်းနေတဲ့လမ်းကဘူတာရုံလမ်းမဟုတ်တော့သူမောင်းနေလမ်းဘူတာရုံလမ်းမဟုတ်တော့ it is the wrong way လို့ဆရာပြောတယ်တော့နားမထောင်အဲ့နဲ့ဆို drive straight တဲ့မောင်းတမ်းတူတယ်လေတမ်းတူတယ်ဆရာအင်္ဂလိပ်လိုပြောတယ်တော့နားမထောင်တော့ဒါနဲ့ကလားစကားပြောင်းပြောတယ်စီတာကြောင်းတဲ့သွားစီတာဒိုင်းနာဘာယာဘယ်ချိုးညာချိုးအဲ့လိုမောင်းခိုင်းဒီလမ်းနေရာဆရာကျွမ်းနေကွာအရေကျိုးတော့ထားအဲ့ဒါကလားလိုပြောလဲနားမထောင်တော့အဲ့ဒါနားမထောင်တော့တဲ့သူမောင်းနေတာစွတ်ပေါင်းတယ်အဲ့တော့အဲ့မှာတကောက်ကိုဆွဲထုတ်ပြီးတော့ခေါင်းပေါ်ဇက်ပေါ်တင်ပြီးတော့ပြန်တဲ့သွားတကောက်ကလည်းဝင်းလက်နေတာအဲ့ဒါဘယ်နည်းလောက်ရူဘီ3000ကပေးရတယ်အဲ့ဒါဝယ်ထားတာကြာထက်တာကိုယ်ပေါ်တင်ပေးရတဲ့ပေါ့အဲ့ဒါဘူတောင်နဲ့မရောက်ခင်ရပြီဒီမှာပဲဆင်းအောင်ရတယ်ကျွန်တော်တတ်မှပါတယ်ပြီးတော့မေးတယ်ဆရာလက်ဆင်းတော့ခင်ဗျားဘယ်နိုင်ငံသားလဲတဲ့ငါထိုင်းပါဘာမှလည်းပြဿနာရှိချင်မှာဆိုရင်အဲ့တော့မလုပ်ပြတာတော့ကောင်းပါလေနော်အဲ့လိုရှိအဲ့ဆရာလည်းအဲ့ဒါတကောက်တလက်နဲ့ကလေးပြေမှာတော့အနှံ့ပဲဟွာအဲ့တော့ကတော့ဟွာထက်ကနေချင်းခုတ်မယ်ကွာအဲ့တော့ကတော့အဲ့စိတ်ပဲအဲ့ပြန်ရောက်တော့တရားမထိုင်နိုင်မနေနိုင်တော့အေးဗမာပြည်ရောက်တော့တရားထိုင်တဲ့ခါကျတော့ဟာကြောက်စရာကြီးဖြစ်တာမြင်လာသူ့ရဲ့အကျိုးဆက်တွေကိုမြင်လာတကယ်တမ်းကျတော့အန်ဒရအများများလောက်အောင်နော်ပြောတာအဲ့တော့ကိုယ့်အကိုမေတ္တာပို့သစ္စာဆိုအန်ဒရလုံးဝကင်းတယ်မေတ္တာပို့ကျွန်တော်တွားရလမ်းတစ်လျှောက်မှာရှိတဲ့နတ်လူတွေမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပါလေကျွန်တော်ဒီမိမိကိုရှာဖွေရှောက်တော့သူဖြစ်ပါသည်တော့မဟုတ်ကျွန်တော်ဒီအလုံးမှာရိုးသားစွာလုပ်သူဖြစ်ပါသည်အမှန်တော့သစ္စာကြောင့်အင်္ဂါတစ်လျှောက်မှာအန်ဒရကင်းပါစေတည်းအဲ့လိုသစ္စာဆိုတဲ့အကျင့်လို့အဲ့ဒါကိုနေတိုင်းကျင့်တယ်အခုမင်းတို့အိမ်ကနေရောက်ကြောင်းလာတယ်ကြောင်းလာကျွန်တော်သွားရလမ်းတစ်လျှောက်မှာမြည်သည့်အန်ဒရမှာမကြောင်းပါစေတည်းမြည်သည့်အန်ဒရမှာမရှိပါဘူးနေတိုင်းဆိုအကျင့်ပါမယ်သူကဆိုမှကြောက်တုံးကြီးလိုပဲထုပါများလာမှဒီကြောက်တုံးကြီးကကွဲထွက်လာတယ်အဲ့တော့မင်းဆိုပါများမှာသစ္စာဆိုပါများမှာအစွမ်းရတယ်ထက်လာအဲ့လိုပဲအဲ့ဒါလက်တွေ့အဲ့လိုတော့ဆရာလိုဓာတ်လည်းမဆောင်နဲ့တဏှလည်းမကင်နဲ့မကောင်းမနေ့ကလည်းဟိုကပြောလို့အဲ့မှာဟိုတုန်းကဆရာခက်လေးဘုရားတိုင်းကစားတယ်ကိုးတန်းရောက်တဲ့အချိန်မှာဆရာတိုင်းဆရာကြီးဖြစ်နေပြီအဲ့တော့9တန်းကျောင်းသားဘုရားမှာဆရာတို့အတန်းထဲမှာကနေဝတ်တုတ်တေယုတ်ကလေးစကြင်ဆရာလေးပေါ့ကွာဝတ်တုတ်လေးအဲ့ဒါဟိုကောင်ပိတ်ကန်လိုက်ဒီကောင်ကထိတ်ပုတ်လိုက်ငိုးနေရတယ်အဲ့ဒါဆရာကြည့်နေရအောင်အဲ့လိုအနိုင်ကျင့်တာလေ၄ယောက်အဖွဲ့ကအများနဲ့အနိုင်ကျင့်တယ်သူ၄ယောက်အဖွဲ့အဲ့ဒါဆရာနေတော့ဟဲ့အောင်မလုံးနဲ့လို့တမစနဲ့သူမြောက်သွားပြီးတော့မရပါဘူးဆိုတော့ဆရာဝိုင်းထိုးတော့တာပါဆရာအမိတ်မနာခံဘူး၄ယောက်အဲ့၄ယောက်နဲ့ဆရာနဲ့ဖိုက်တာအဲ့အထက်က3ပါအဲ့ဟိုဘက်အတန်ဒီဘက်တန်းကိုဂျားမှာ3တတ်သားပြားတွေကာထားတယ်အကုန်လုံး3တတ်သားပြားအကုန်လဲပြိုကုန်တော့၄ယောက်နဲ့ချဖုတ်တိုင်းကန်ဖတ်အကုန်လည်းရုံရွက်ကုန်တာထိုးပြတာဆရာလည်းထိတော့ဗော၄ယောက်နဲ့ပဲအဲ့တော့ဆရာကြီးကခေါ်ပြီးတော့စုပေးပါတယ်3ချက်ရွှန်ကျိန်နဲ့3ချက်နောက်2လလောက်ထပ်ဖြစ်သေးတယ်အဲ့ဒီတိုင်းပဲမလုံးနဲ့လို့ပြောတာမရဘူးဒီကောင်တွေထပ်စားတယ်ထပ်ဖိုက်ရတယ်ဒီကနောက်က promotion ရတယ်5ချက်နောက်ညေဝါပြီးတော့ဆရာလည်းနည်းနည်းပါးပါးတော့ထိတာပေါ့4ယောက်ထိဒါပေမဲ့သူတို့လည်းတော်တော်အစ္စလမ်ဝင်သွားတာပေါ့ဒူးတွေတတောင်တွေအကုန်မိသွားတာပဲအဲ့ဒါတကယ်တမ်းကျတော့မကောင်းအဲ့တော့အဲ့ဒါကြီးလည်းအကုန်ဆွတ်လွတ်လိုက်ပြီ
ဒီတိုင်းပညာကြီးလည်းအကုန်ဆွလုံးလိုက်ပြီးလက်နဲ့လေးဘာညာဘာတစ်ခုမှကြာမကင်တော့တက်လက်ခံကွာငါသူများတော့နာအောင်လုပ်တော့သူများအောင်နာအောင်ကျင်အောင်လုပ်တာအန်ဒရရများကိုကတခါလုပ်တာကိုပြန်ခံရတာကြတော့အခုဒီဆရာတရားလဲထိုင်အောင်ဒီပေါက်တစ်ချောင်းလမ်းကျိတ်ဆက်နဲ့ကြိတ်တယ်လို့နာတယ်အဲ့4ရက်လောက်ခံတကယ်လို့ထိုင်လို့ညောင်းတာတခုထိုင်လို့နာတယ်ဆိုရင်ထားရင်မပြောက်ဘူးနေအောင်ညောင်းနာ4ရက်လောက်ခံပေါက်လမ်းကျိတ်ဆက်နဲ့ကြိတ်တယ်အဲ့ဒါအဲ့ဒဏ်လေးဖြစ်တာအဲ့သူများကိုထိုးဟာကြိတ်ရရတယ်လောက်တာအဲ့မလောက်အောင်နော်အဲ့ဒါနောက်မှတ်ထားကိုခံလိုက်ဘာမှမဖြစ်အဲ့လုံလိုက်လို့ရှိရင်အဲ့ဒါပြန်ခံရတာကဘာနဲ့ချီတယ်အမ်ဘဘာလီကတခုတော့ဘွားမှာရဟန္တာမယုံပြည့်စုံမှာလို့ဆဲခဲ့တယ်ဆဲတာတခါလေငရဲမှာကဘာတသိငရဲကထွက်လာတဲ့ခါကျတော့လူဖြစ်လာတယ်လူအဖြစ်နဲ့ပြည့်စုံမှာကဘာတသိပြည့်စုံမှာပဲဖြစ်တယ်ဘယ်တော့ကြောက်เสียကောင်းလဲနော်အဲ့ဒါသူ့အကျိုးဆက်အဲ့တော့ဒီမှာသူ့မှာတဲ့ဆိုးရလွဲလို့ဘာမှမရှိဘူးတဲ့ nothing but သုံးတာလေ there are nothing student when there are nothing but student in the room but student ကျောင်းသားလွဲလို့ဘာမှမရှိဘူး nothing but no sorry ဟိုနေ့ကျောင်းသားဆိုရင်တော့ nobody ပေါ့လူဆိုရင် nobody ပေါ့ there is nobody but student လူဆိုရင် nobody နဲ့တော့တတ်မဲ့ဆိုရင် nothing နဲ့တော့ there is nothing TV no except TV there is nothing in the room except TV there is nothing in the room except TV တော့မဟုတ် but TV ကလွဲလို့ဘာမှမရှိဘူးဒါ TV တစ်လုံးကလွဲလို့ nothing but nobody but ဆရာတို့ဆယ်လမ်းတော့ဆိုကြက်လိုက်ရတာ nothing but nobody but နော် there's no with nothing but his soul ဆိုကတရှိစစ်သုံးတာကိုဆိုလို့စစ်သုံးတာရိုးရိုးအရက်ထဲမှာသုံးတဲ့ဒါက knife KNIF knife KNIF knife စစ်သုံးတာတရှိကိုဆိုဓမြောင်ကြတော့ဓက်ကဒီကြီးရဓက်ကဓမြောင်အဲ့ဒီ6တန်း9တန်း10တန်းဘယ်သွားဆရာလွယ်ကြီးထဲမှာဓမြောင်တလက်ပါတယ်အဲ့တော့ကတော့ဓမြောင်တလက်ထည့်တာသူကနောက်ကြတော့မကိုင်းတော့ဘူးပါဆိုပြီးတော့ဆရာကိုတိုင်းနေပေးတယ်တိုင်းဆရာတယောက်ပဲအဲ့လိုပဲဆရာလက်ဆောင်ပြန်ပေးလိုက်ဆရာမကိုင်းတော့ဓမြောင်တလက်ဓမြောင်တက်ကစစ်သုံးတာကိုစုပ်စပါဟီတန်အဲ့တော့အဆောင်ရှိတယ်ကိုသူမြင်းကိုလှည့်လိုက်တယ် escort ကအဆောင်အဲ့တော့ noun လဲ escort ပဲ verb လဲ escort they are escorted သူတို့အဆောင်လိုက်ပေးရတယ် they are escorted prime minister is escorted ဝန်ကြီးချုပ်ကိုအဆောင်လိုက်ပေးရတယ်အဲ့တော့ escort ကအဆောင်လိုက်သည် verb အဆောင်ကြတော့ noun escortအဲ့တော့ escort ရှိဟိုတဲ့အဆောင်ရှိကိုသူ့မြင်းကိုလှည့်လိုက်တယ် thinking သူယူဆလျက် to escape ဘာကိုယူဆတာလဲလွတ်မြောက်မယ်လို့ယူဆလျက်ဆက်ပါ but there were sit data အဲ့တော့ Russian Juan have been off အဲ့တော့ there were sit data 6ယောက် Russian ကိုဘာနာကတော့ရှေ့ကတာကိုထုတ်ပြတယ်လေတဟုံတို့လာနေတော့ rush ကိုသင်ပြီးတာလေ make a rush နော်တဟုံတို့လာနေ to cut him off သူ့ကိုဖြတ်ဝင်လာတယ်သူ့ရဲ့ရှေ့ကသွားတဲ့နောက်ကိုဖြတ်ဝင်တာကို cut off လို့
ဖြတ်ဝင်ကတ်တော့စစ်ကြောင်းကြီးကိုဖြတ်တိုက်တာကို cut out လို့ပြောတယ်စစ်ကြောင်းတွေကတန်းချီပြီးတော့ခြိတက်နေတယ်အဲ့တော့ဂျားကိုဖြတ်ပြီးဝင်တိုက်တာကို cut out CUT cut OUT out cut out အဲ့ဒါကိုဗမာစကားနဲ့တွဲပြီးတော့စစ်တပ်ထဲမှာသုံးတယ် cut out အချခံလိုက်ရတယ်ဂျားပြတိုက်ခံလိုက်ရတယ်အဲ့ cut out နဲ့သုံးတယ် CUT cut OUT out အဲ့တော့တန်တရားတော့ကျွန်တော်မထွက်ချင်သေးဘူးဆိုရင်တော့မင်းကြိုက်တာလို့တန်တရားထွက်ချင်ပြီဆိုရင်တော့မလုံးနဲ့ငါဘာတီလောက်ကောင်းအောင်ဆောင်တော့သူတို့ဘာတက်မတတ်နဲ့သူတို့အဖြစ်မခိုးနဲ့သူတို့မရောက်မပြင်းမှန်းနဲ့သူတို့မလိမ်နဲ့တေးတဲ့မတောင်းနဲ့တန်တရားထွက်ချင်ပြီဆိုရင်တန်တရားမထွက်သေးဘူးကျွန်တော်ခွေးပြစ်လိုက်နွားပြစ်လိုက်အဲ့လိုခံရင်သေးတယ်ဆရာရဲ့ဆိုတော့ကြိုက်တာလို့ဘာတီလမှလည်းမဆောင်နဲ့ဘာဒါနမှလည်းမလုံးနဲ့မွဲတိတ်စုပ်ပြပြီးနေတန်တရားတစ်လျှောက်လုံးငန်းပြက်ပြက်နဲ့နေတို့ဇက်တော်တွေမှာတန်တရားတစ်လျှောက်လုံးငတ်လာတဲ့ပုံကိုကြားဘူးတယ်မလားမရတာနော်ပြရင်တာရကတွေအများကြီးပဲအဲ့ဒါပဲအဲ့တော့ဟိုလူမျိုးတွေနဲ့ဒီဥစ္စာကိုဟိုဆရာကြီးဥရွှေအောင်အဲ့ကိစ္စတွေရေးပါတယ်ဆရာကြီးဥရွှေအောင်ဒီတန်တရားလွတ်ချင်တယ်ဆိုရင်တော့ဒါတွေကဘာမှမလုပ်နဲ့တော့တန်တရားမလွတ်ချင်သေးဘူးတန်တရားမှာမြုပ်ကြည့်ပေါ်ကြီးစုံကြီးစံကြီးတွားနေသေးတယ်ဆိုရင်တော့လောက်ပေါ့တတ်တာတွေဖြတ်တာတွေခိုးတာတွေလိန်တာတွေကြိုက်တာလို့ဒီလိုလုပ်လို့ရတယ်အဲ့တော့ဖះလက်ထက်ကလည်းဖះကိုစစ်ဘူချုပ်ကလာမေးတယ်အရှင်ဘုရားတဲ့တပည့်တော်တို့စစ်မှုထမ်းတဲ့လူတွေကဲသိလို့ရှိရင်လည်းဘယ်ပုံရောက်လဲတဲ့ဖះမမေးပြန်နဲ့ပြောပါဖះမမေးပါနဲ့ဖះသုံးတာတားမြစ်တယ်ဒါပေမဲ့တာဆက်မေးတဲ့အတွက်ဖះပြောတယ်ငရဲကြတယ်တဲ့အဲ့စစ်ဘူချုပ်ကတော့ချက်ချင်းခါရယူနီဖောင်းချုပ်ပြီးတော့ဖုန်းကြီးဝတ်တော့တာပဲဒါဖះလက်ထက်ကစစ်ဘူပါဖို့ကြလက်ထက်ကစစ်ဘူကတော့အဲ့လိုဖြစ်တယ်ဆိုတော့တဲ့အဲ့လိုဖြစ်သွားတယ်ဆိုတော့တဲ့သူ that rush to cut him off အဲ့မှာ cut off ဖြတ်ဝင်လာတယ်သူ့ရဲ့ပြီးမဲ့လမ်းတက်တွေကိုတာတာ6ယောက်ဖြတ်ဝင်လာတယ်ဆက်ပါ his or was အဲ့တော့ဇီလီရဲ့မြင်းကောင်းပါမြင်းအရင်ပြေးနိုင်တယ်လေအရင်တန်တဲ့မြင်းပါတဲ့ but theirက their horse their horses ကို horses မထည့်ပဲနဲ့ theirs အဲ့တော့တာတာတွေရဲ့မြင်းက state better ပိုကောင်းနေတယ် better ဆိုတော့ဘောပေါက်လာတယ်နော်ပိုကောင်းနေတယ်တဲ့အဲ့တော့ better ဘယ်ရလာတော့ Geoli ကိုကလာတယ် God better best yes the bestအဲ့တော့ပိုကောင်းနေသေးတယ်အဲ့တော့ stay ရသေးတယ်ပေါ့ကွာပိုကောင်းနေသေးတယ် you are stay ရန် never သေးတယ် stay ပိုကောင်းနေသေးတယ်နောက်တနိုင်နှစ်နိုင်ကျရင်တော့လေကောင်းညီမကောင်းပါဘူးမြင်းလဲမောတာပဲလေကွာမောရင်တော့သူလည်းပြင်းနေမှာမဟုတ်တော့လေဒါပေမဲ့အခုတော့သူတို့မြင်းနေရသူ့ရဲ့ပိုကောင်းနေသေးတယ်အဲ stay ဆိုတဲ့စကားသုံးတာအဲ့တော့ stay ကနောက်ရှင်းနေရနောက်မှာနေလို့ရှိရင်အဲ့လိုသုံးတယ်သေးဆိုတဲ့စကားသုံးတယ်ရှင်းနေရထိတ်ရှုံးမှာ stay ကိုထားမယ်ဆိုရင် on the other hand အခြားတစ်ဖက်က level လို့အဓိပ္ပာယ်ထွက်တယ်အဲ့ stay ကစာကြောင်းရဲ့ထိတ်မှာနေလို့ရှိရင် on the other hand အခြားတစ်ဖက်က level stay ရဲ့အဓိပ္ပာယ်အဲ့နောက်ငြိမ်သက်တော့လေ stay waters run deep water မှာ s ပါတယ်ငြိမ်နေတဲ့ရေကနဲ့တယ်တဲ့ပညာရှိဆိုရင်ကြွားဝါမနေတော့ဘူးအရင်ပတ်စံချမ်းသာဝိုင်းကြွားဝါဝတ်စားပြီးတော့လူတွေလုတ်ပြမနေတော့ stay waters run deep အဲ့မှာ water မှာ s ပါတယ်နော် stay waters run deep အဲ့ stay က adjective stay watersသူ့ရဲ့ adverb ကလည်း stay ပဲ stay ငြင်းရ stay ငြင်းရနေ stay
အဲ့တော့သူ့မြင်းနေကပိုကောင်းတယ် and besides မှာ s ပါလို့ရှိရင် moreover besides မှာ s တွေ့လားကလေးတွေ bside အဲ့ဒါဘေးမှာ beside တော့လမ်းဘေးမှာအခုက beside မှာ s ပါတယ်အဲ့ဒါက moreover moreover moy more rov ရ more ov ရအတန်ထွက်က moreover လို့ moreover အဲ့လိုပြောတာနော် moreover အဲ့လိုခွဲမထွက် moreover ဒါအပြင်တဲ့ they were across his path they were across his path သူလမ်းထဲကိုဖြတ်ရောက်လာပြီနော်အဲ့တော့သူ့ကိုဖြတ်ဝင်လိုက်တယ်အဲ့တော့ပတ်ကလမ်းကြောင်းခြေသွားရလမ်းကြောင်းလို့ဆိုရင် footpath FOT foot PH path footpath ခြေတော့နဲ့သွားရတဲ့လမ်းအရာလေး footpathဝိသုဒ္ဓိမက်တို့ဗုဒ္ဓဘာသာမှာနာမည်ကြီးတဲ့ဗုဒ္ဓဘာသာမှာကျမ်းစာဝိသုဒ္ဓိမက်လို့ခေါ်တယ်အဲဝိသုဒ္ဓိမက်ကပိဋက3ပုံကိုအနှစ်ချုပ်ရေးထားတာဝိသုဒ္ဓိမက်အဲဝိသုဒ္ဓိမက်ကိုအင်္ဂလိပ်လိုရေးတော့တပတ်တော် purity လို့ရေးတယ်မက်ကလမ်းလေဝိသုဒ္ဓိဆိုတာတန့်စင်သောလမ်းတပတ်တော် PURITY တပတ်တော် purityအဲ့ဒီမူဝိသုဒ္ဓိမက်ကမူလအကပါဠိလိုရေးတာအဲ့ဒါပါဠိလိုရေးတာကိုအင်္ဂလိပ်လိုဘာသာပြန်ကြတယ်ပြန်တာပထမဆုံးအစောဆုံးဘာသာပြန်တဲ့ပုဂ္ဂိုလ်ကဥဖေမောင်တင်ဆိုတဲ့ဗမာပြည်ကခရစ်ယာန်ခေါင်းဆောင်ဗမာပြည်မှာခရစ်ယာန်ထဲမှာအုပ်စုကအကြီးအကဲပေါ့ဆရာကြီးဥဖေမောင်တင်ရန်ကုန်တက္ကသိုလ်မှာပထမဆုံးကျောင်းဖြစ်တယ်ဗမာလူမျိုးပဲဒါပေမဲ့ခရစ်ယာန်ရန်ကုန်တက္ကသိုလ်မှာပထမဆုံးကျောင်းဖြစ်တယ်သူကစပြီးတော့သူ့ MA ဘွဲကိုယူတယ် MA ဘွဲယူတဲ့အခါမှာလန်ဒန်မှာ MA ဘွဲယူတော့သူ့ရဲ့စာတမ်းကအဲ့ဒါကိုရေးတာအဲတပတ်တော့သူကတော့တပတ်တော့ purity မဟုတ်သူ့နာမည်ကတပတ်တော့ purification အဓိပ္ပာယ်အတူတူပါပဲတပတ်တော့ purification အဲ့ဒါသူကပထမဆုံးစပြီးတော့1945 46လောက်မှာစပြီးရေးတယ်သူ့နောက်မှာရေးတဲ့ပုဂ္ဂိုလ်ကအဲ့တော့ပဲထပ်ပြီးတော့ရေးတယ်ဆရာကြီးဥဖေမောင်တင်ကျမ်းကိုပဲပြန်ကြည့်ပြီးတော့ပြန်ညှိုးပြီးတော့ပြန်ရေးတယ်အဲ့တော့သူကဘယ်လိုလဲဆိုတော့အရှင်ညာနာမောလီတဲ့အင်္ဂလိပ်လူမျိုးဖုံးတော်ကြီးအရှင်ညာနာမောလီတဲ့အင်္ဂလိပ်လူမျိုးဖုံးတော်ကြီးသူကရေးတာတပတ်တော့ပြောတယ်သူအဲ့တော့အရှင်ညာနာမောလီနဲ့ဒီဥဖေမောင်တင်နဲ့ဘာကွာလဲဆိုတော့ဥဖေမောင်တင်ကတော့ခရစ်ယာန်ဘာသာဝင်တယောက်အနေနဲ့ရေးတာအဲ့တော့ဟိုကအရှင်ညာနာမော်လီကတော့ဗုဒ္ဓဘာသာဝင်အစစ်ဗုဒ္ဓဘာသာသူကခရစ်ယာန်နဲ့ဗုဒ္ဓဘာသာပြောင်းလာတာအရှင်ညာနာမော်လီဆိုတာအင်္ဂလိပ်စစ်တပ်ကဘိုလ်ကြီးအဲ့လိုဆိုဒုတိယကမ္ဘာစစ်မှာစစ်ဘိုလ်အနေနဲ့သူစစ်တွေတိုက်ရတယ်အနိဋ္ဌာန်တွေတိုက်ကြဖြတ်ကြသေကြအကုန်လုံးသူမျက်စိအမှမြင်နေတယ်အဲ့ဒါကိုကြည့်ပြီးတော့တန်တရားကြီးကိုလုံးဝသူမုန်းပါတယ်မုန်းပြီးတော့သူဗုဒ္ဓဘာသာကိုပြောင်းတယ်တန်တရားလွတ်ချင်ဗုဒ္ဓဘာသာပဲရှိတယ်ဆိုတော့သူသိတယ်သူဖတ်လိုက်တယ်ဗုဒ္ဓဘာသာကိုပြောင်းပြီးတော့တီဟိုမှာဗုဒ္ဓဘာသာပြောင်းပြီးတော့စာရီတင်တယ်စာရီလည်းအရင်တက်တယ်သူယဟန်ဝင်နဲ့နေသွားတာ17နှစ်ပဲကြာတယ်သူအသက်40တက်မှာယဟန်ဝင်တာ50နှစ်လောက်မှာပြိဋိကျွန်တော်ပြန်လုံတော်မူတယ်17နှစ်လောက်ပဲကြာတယ်17နှစ်အတွင်းမှာ17ဝါထဲမှာရေးခဲ့တဲ့စာကျမ်းပေါင်း10ခန်းကျော်ရေးခဲ့အများကြီးဗုဒ္ဓဘာသာအကျိုးပြုအများကြီးလုပ်ခဲ့တယ်အဲဒါသူ့ရဲ့အကျော်ကြားဆုံးကျမ်းကတပတ်တော် purityအဲ့ဒါကိုဘုနော်တို့ဗမာလိုဘာသာပြန်လာတာလည်းရှိပါတယ်ဗမာလိုဘာသာပြန်လာတာခုနကကြိုက်ထူဆရာတော်ပြန်တယ်အဲ့ဒါတော့အင်္ဂလိပ်ကပြန်တာမဟုတ်ပါဠိကပြန်တာကြိုက်ထူဆရာတော်ပြန်တယ်ဝိသုဒ္ဓိမက်ဆိုပြန်တယ်နောက်ဆရာကြီးဒေါက်တာမင်းတင်မောကလည်းပြန်ရေးတယ်မော်ဒန်ပေါ့ခစ်ပို့ပြီးအောင်လို့ဝိသုဒ္ဓိမက်ပဲဒေါက်တာမင်းတင်မောမင်းတို့ဖတ်ကြလို့ရှိရင်အဲ့ဒါနော်တော့တီလတမာရီပညာအဲ့သုံးကိုရေးရတာဆောင်းတော့အဲ့ဒါပတ်ဆိုတဲ့စကားကလမ်းပဲ Nobel 84ပတ်ဆိုလို့ချင်း
Makin Shiba Nobel 84 FOLD 4 ဆိုတာခောက်ထားတာအခောက်ရှိတော့လမ်း Nobel 84 parts အဲ့ဒါ Makin Shiba ကိုပြောတာ Nobel 84 parts အဲ့ဒါသူ့လမ်းကိုဖြတ်ဝင်လာတယ်တဲ့ဆက်ပါ he trying to rain Ari and rain က control မြင်းရဲ့ပတ်ချက်ကြိုးဆွဲတာမြင်းရဲ့ပတ်ချက်ကြိုး rain လို့ခေါ်တယ်ပတ်ချက်ကြိုးဆွဲတယ်လေ rain ပဲမြင်းရဲ့ပတ်ချက်ကြိုးဆိုတာမြင်းကိုထိန်းထားတဲ့ကြိုးကဆွဲတယ်အဲ့မှာ rain ကဘာလို့သုံးတာပတ်ချက်ကြိုးကိုဆွဲတယ် to rain in his heart အဲ့တော့သူ့မြင်းပတ်ချက်ကြိုးကိုဆွဲတယ် to turn another way အဲ့တော့သူလမ်းကြောင်းပြောင်းဖို့ကြိုးစားတယ်လမ်းကြောင်းပြောင်းဖို့ပဲ but it was going so fast ဒါပေမဲ့မြင်းကဘာဖြစ်နေလဲအရမ်းမြန်နေတော့လှည့်လို့မရဘူးပြစ်လဲတော့မှာပေါ့ဒီဘောကမော်တော်ကားဆိုဒီလိုပြေးနေနေဝုန်းနေဒီလိုဆိုးချိုးလိုက်လဲအောင်မှာပေါ့မော်တော်ကားဆိုရင်အဲ့တော့မြင်းဆိုလဲပြစ်လဲတော့မှာမြင်းကလည်းသူ့အချိန်နဲ့သူသွားနေနော်အဲ့တော့မရတော့ဘူးတဲ့ going so fast it could not stop မြင်းကရက်လို့ကိုမရတော့ဘူးတဲ့အဲ့တော့ dash ဆိုတာခုနကတော့ rush လို့ပဲတုံတုံ dash on ဆိုတော့နောက်က on လိုက်တော့ continue ဆက်ပြည့်တယ် straight forward toward the data တဲ့တယ်ကိုပြေးသွားတယ်မြင်ရတယ် data တွေရဲ့တဲ့တယ် towards the data ဆက်ပါ he saw Beat data on the grey horse with his gun raised come at him yelling and shouting showing his teeth အဲ့တော့မုတ်စမွေးအနီနဲ့မုတ်စမွေးနီကြောင်နဲ့ data ကိုတွေ့တယ် on a grey horse သူမြင်ဟာမိခိုးရောင် grey ဆိုတော့မိခိုးရောင် grey horse with his gun raised အဲ့တော့ raise ကခုနသူဘာလို့ထားဆိုတနတ်ကိုညက်ကိုင်မြောက်လှည့်ရဲ့ raise တနတ်ကိုမြောက်ပြီးတော့ပြေးလာတယ် come at him သူ့တဲ့တဲ့ကိုရောက်လာတယ် yelling အတန်ကိုအော်တယ် ရဲဆိုတာပါဇက်ကနေအတန်ကိုအော်တာရဲ showing his teeth ပါဇက်ကအန်ကျိတ်ထားတယ် showing his teeth တွားကိုပေါ်ပြထားတယ်ဆိုတော့ကွာအန်ကျိတ်တယ်ပေါ့ဆက်ပါအာအဲ့တော့ဇီလင်စဉ်းစားတယ် I know you အဲ့ဒီကောင်သူမြင်ဘူးတယ်အဲ့ဒီ data ကိုမုတ်စိတ်မွေးအနေနဲ့ကောင်မြင်ဘူးတယ်တဲ့ the devil that you are တဲ့မင်းကတကယ်မကောင်းဆိုရတယ် devil ဆိုတာမကောင်းဆိုရ devil တကယ်မင်းကတော့မကောင်းဆိုရပဲတဲ့ဆက်ပါ if you take me a lot အဲ့တော့မင်းငါ့ကိုအရှင်မိလို့ရှိရင်တော့ a light ဆိုတဲ့ကနော်မင်းငါ့ကိုအရှင်မိသွားလို့ကတော့ you will put me in the pit တွင်းထဲမှာမင်းတို့ထားမှာအဲ့တော့အချုပ်ခန်းကဘာလုပ်လဲဆိုတော့မြေကြီးကိုတွင်းတူးထားတယ်တွင်းတူးပြီးတော့လှေကားနဲ့ဆင်ပြီးတော့လှေကားကိုရုပ်လိုက်တယ်အဲ့တွင်းထဲမှာနေအဲ့ဒါ pit လို့ခေါ်တာ pit ကတွင်းထားမယ်တဲ့ပြီးတော့ flop me အဲ့ flop ကတော့ဟုတ်ရှေ့ကဝတ္ထုမှာသင်ခဲ့ပြီးကြာပုတ်နဲ့ရိုက်ခိုင်းပါလေကျိန်တန်ပေးတယ်လို့ဆရာသာပြန်ခဲ့တယ်လေအဲ့တော့ flop me ဆက်ပါ I will not မင်းငါ့ကိုအရှင်မမိစေရဘူးငါ့ကိုတော့မင်းအရှင်မမိစေရဘူး I will not be taken alive ဆက်ပါဇီလင်လူကောင်ကသေးသေးဒါပေမဲ့တတ္တိရတော့ပြောင်မြောက်တယ်လူကောင်ကသေးတယ်ဆိုတာ though not big fellow လို့ပြောတာနိလူကောင်အကောင်ကြီးတာမဟုတ်အဲ့ဒါမင်းတို့တွေ့တဲ့အတိုင်းပဲတတ္တိဆိုတာခန္ဓာကိုယ်နဲ့မဆိုင်ဘူးတတ္တိကိုယ့်ကိုကျင့်မရှိသေးရင်ကျင့်
ခုနလှုပ်ကြည့်စမ်းလှုပ်ကြည့်ကျွန်တော်တတ္တိရှိကြလိုက်တာဆရာရဲ့တတ္တိရှိကြတယ်ဆိုရင်တတ္တိကိုမွေးယူရမယ်အဲ့တော့ဘယ်လိုမွေးယူရမလဲဆိုတော့တတ္တိပြောင်မြောက်တဲ့ခုနပုံကိုယ်တွေအကြောင်းစာအုပ်ဖတ်ပြီးတော့သူတို့စိတ်ကူးအဲ့ဒါဓာတ်စီးတယ်လို့ခေါ်တယ်အဲ့လိုဓာတ်စီးပေးရတယ်အဲ့တော့အသိဉာဏ်တွေတိုးပွားကြတယ်ဆိုရင်ဖျားဓာတ်ကိုစီးပေါ့ဖျားပုံရှိမှချဖျားကိုစစ်လို့အများနဲ့ပွားများနေပေါ့အဲ့ဒါဆိုရင်ဖျားစီရမလို့ဓာတ်တွေမလို့ရအဲ့ဒါကိုဓာတ်စီးတယ်ဆိုတော့ခေါ်တယ်အဲ့တော့ဆရာမကြီးဒေါက်တာမျိုးချက်ကသူစာရီရေးလို့ရှိရင်အရင်သူစာရီကိုပြောင်မြောက်ချင်တယ်အဲ့တော့သူကဘလူးဓာတ်စီးလဲဆိုတော့ Job Banachor အင်္ဂလိပ်စာရေးဆရာကဘာကျော်အင်္ဂလိပ်စာ Job Banachor ဓာတ်ပုံကိုသူ့ရဲ့စကားမှာတင်ပြီးတော့ဆရာကြီးကိုကြည့်ပြီးတော့သူဓာတ်စီးပြီးတော့သူရေးတယ်ဆရာမကြီးကိုယ်တိုင်ဆရာကိုပြောပြတယ်နော်အဲ့ဒါဓာတ်စီးအဲ့တော့ကျွန်တော်တတ္တိမရှိဘူးဆရာတတ္တိရှိနေလိုက်တာတတ္တိရှိနေလို့ရှိရင်တတ္တိရှိတဲ့လူတွေပုတ်လူတွေအကြောင်းစာအုပ်တွေကိုဒါဖတ်ပြီးတော့သူတို့ရဲ့စိတ်ကိုမွေးပြီးငါတို့လိုတတ္တိရှိနေတယ်ငါတို့လိုတတ္တိရှိနေတယ်အဲ့တတ္တိတွေမရောက်လာမင်းဘာမဆိုမင်းတွားရဲလာရဲမယ်ပြောရဲဆိုရဲမယ်လှုပ်ရဲကန်ရဲမယ်အဲ့တော့ဆရာစတိုရီပြောပြလို့ရှိရင်ဆရာလည်းအဲ့လိုဖြစ်နေတယ်လေဆရာစတိုရီပြောပြရင်ဒါမယုံတဲ့လူကတော့ဆရာလည်းကွာကိုယ်သွေးတာကြွားတာလုံးငါတို့ကခလေးတွေသူကလူကြီးဆိုတော့စွတ်ကြွားတာမဟုတ်ဘူးအများကြီးပဲဆရာဘွားမှာဆရာဖြတ်တန်းခဲ့တာဆရာရှစ်တန်းကျောင်းသားဘွားတွေကတယောက်တည်းနေတာအဖေနေမရှိဘူးကိုယ့်ကိုအိမ်ငှားပြီးတယောက်တည်းနေကိုယ့်ကိုချက်စားကိုယ့်ကိုလုပ်တယ်အဲ့တော့အခက်ခဲတွေမှန်တယ်ကိုယ့်ကိုပဲဖြည့်ရှင်းအကုန်လုံးလုပ်ရတယ်တခါမှဆရာကြောက်စိတ်မဝင်ဘူးအားငယ်စီလည်းမဝင်ဘူးအဖေပတ်စံလာပေးတဲ့ပတ်စံလာမပေးတဲ့ခါကျတခါလေ2ရက်3ရက်ထမင်းမငတ်သွားတယ်တခါမှစိတ်အားမငယ်ဘူးအေးစိတ်ပဲမလာလဲရတယ်ဘာမှမဖြစ်ဘူးထမင်း2ရက်3ရက်ငါလို့မသိဘူးဒါပေမဲ့အနေလို့ရတယ်နော်အဲ့လိုဖြစ်တာအဲ့တော့ဒါလည်းဘယ်လိုရင်ဆိုင်လဲဆိုတာလည်းဒါလည်းဘာနဲ့ရင်ဆိုင်ရတာတတိနဲ့လည်းရင်ဆိုင်နော်ဟိုသူရဲကောင်းလို့တိုက်ပွဲမှာရင်ဆိုင်ရတာခဏထားဒါလောကရာရင်ဆိုင်တာလေတတိပဲဒါအဲ့တော့ကိုယ့်အကိုပဲ manage လုပ်ရတာပေါ့နော်အဲ့တော့ငွေဘလို့ကင်ရဘလို့ကင်တော်ရမလဲအဲ့တော့သပင်တစ်ခါညက်လို့ရှိရင်ငါးမှုပြား90တော့စံတပီကပြား40ဆိုတော့10ပြားတောင်ပို့သေးတယ်အဲ့တော့သပင်ခေါင်းညက်ဆိုင်မသွားတော့ဘူးဖုန်းကြီးကြောင်းသွားပြီးတော့ဦးစင်းရှိသွားပြီးတော့ ground လေးတုံးပေးကြမှာပြားဆိုလိုက်ပြင်းဆိုတုံးလိုက်ရင်ငါးမှုတက်တာပါအဲ့လိုနည်းနဲ့ရင်ဆိုင်ရတာကဲဟုတ်ပြီဗျာအဲ့တော့ break လူကတော့အကောင် not big fellow အကောင်တေးသေးလေးရဒါပေမဲ့တတိယတော့ပြောင်မြောက်တယ်အဲ့ဒါပဲအဲ့တော့ break က adjective သူ့ရဲ့ adverb က bravely bravely သူ့ရဲ့ noun က bravery bravely အဲ့တော့သူဘယ်လို set file လဲမနေ့ပြန်ဖတ်လောင်းနေနာ